ကတော့ font size အသေးအကြီးတွေကိုအမတို့ချိန်တာပါ font size တွေသေးခြင်းနဲ့ကြီးခြင်းနဲ့ဒီနေရာလေးကနေချိန်ရတယ်ဟုတ်ပြီဒီဘက်ဘေးလေးဆက်သွားမယ်ဆက်လက်မှတ်ပါတမီဆက်လက်မမှတ်ရင်တော့အမတို့ဘာမှပြောင်းမှာမဟုတ်ပါဘူးเนาะအဲ့တော့အမတို့ဆက်လက်လေးမှတ်ပါမယ်ဆက်လက်လေးမှတ်ပြီးရတဲ့ဒီနေရာလေးကိုကြည့်မယ်အေးအကြီးလေးရဲ့အသေးလေးရဲ့နှစ်ခုပူတဲ့နေရာလေးဒီဆက်လေးမှာအမတို့ sentence 5မျိုးချိန်လို့ရတယ်တဲ့ပထမတစ်ခုက sentence case လို့ချိန်လိုက်တယ်တမီစာထဲမှာဘာလေးပြောင်းသွားတာမြင်လဲတမီတတိထားမိလား sentence ပုံစံပြောင်းလိုက်တယ်ဆိုတော့မတို့ထိတ်စလုံးလေးပဲကြီးသွားတာကျန်တဲ့ဟာတွေက small letter ဖြစ်သွားတာပါထပ်လုပ်ကြည့်မယ်အောက်ကဟာလေး lower case အားလုံး small letter ဖြစ်သွားပြီနောက်တစ်ခါပြန်နှိပ်ကြည့်မယ် upper case အားလုံး capital letter တွေဖြစ်ကုန်တာဟုတ်တယ်ဒါလေးကိုနှိပ်ကြည့်ပါသမီး capitalize e square ထိတ်ဆုံးတစ်လုံးစီကြီးလာတာပါဒါလေးကိုနှိပ်ကြည့် duplicate case တဲ့ထိတ်ဆုံးတစ်လုံးစီက small letter ကျန်တာတွေက capital letter ဖြစ်အဲ့တော့သမီးကစာတစ်ပိုက်ရိုက်ပြီးကိုကြိုက်တဲ့ပုံစံတွေကဒီထဲမှာဝင်ပြီးတော့ချိန်နေအောင်ပါပဲเนาะဒီနေရာလေးကချိန်တာเนาะဒီနောက်ဆုံးဟာလေးက clear all format တွေကိုဖြတ်တာစလုံးပုံစံချိန်နေဆိုတာလေတို့ format ထည့်ထားတာပါပြန်ဖြတ်ရင် clear all formatting စလုံးတွေကြီးရယ်ဆိုတာလေ format ထည့်ထားတာပါပြန်ဖြတ်ချင်ရင် clear all formatting စလုံးတွေသေးတယ်ဆိုတာလေ format ထည့်တာပြန်ဖြတ်ချင်ရင် clear all formatting ဒီလိုလေးပဲသွား